မင်္ဂလာညချမ်းပါ ဒါပါ ဟုတ်ကဲ့ပါဒီညကတော့ကျွန်တော်ဘယ်သူမှမလုပ်ပြနိုင်တဲ့အရာကိုကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်ဒီလုပ်ပြသွားမယ့်အရာကတော့ဒီမြန်မာပြည်မှာမကဘူးပေါ့နော်ကျွန်တော်တို့ဒီနိုင်ငံခြားမှာရောကဘာမှာရောဘယ်သူမှပထမဦးဆုံးပေါ့နော်ပထမဦးဆုံးမလုပ်ပြနိုင်တဲ့အရာ social media line ပေါ်မှာဘယ်သူမှမလုပ်ပြနိုင်တဲ့အရာကိုကျွန်တော်ကလုပ်ပြသွားမှာဖြစ်ပါတယ်ဘယ်သူမှပထမဦးဆုံးမလုပ်ပြနိုင်ဘူးတော့ကျွန်တော်လုပ်ပြပြီနော်စမယ်နော်ကျွန်တော်လုပ်ပြတဲ့အချိန်မှာပေချာလေးမျက်တောင်မှာခက်မနေပေချာလေးကြည့်မှအရာမှာဒါမှအပေချာမြင်ရမှာပေါ့နော်ကျွန်တော်လုပ်လိုက်မယ်နော်အေးရစပြီရကမနဲ့ပေချာကြည့်မှမြင်မှာမဟုတ်ရင်မြင်မမြင်ရဟုတ်အစင်ပြေဘူးအဲ့ဒါမျိုးဟိုကောင်းလို့လေဒီဘယ်လိုလုပ်မလဲဒီခုလုပ်ပြမယ်ဆိုလုပ်ပြစရာရှိရဆို လောက်ပြပြီလေ ဟမ် လောက်ပြပြီလေ ဘာလုပ်ပြလဲ အိတ်ပြပါလေ ဟင်းအိပ်ပြတာ အိတ်ပြတာဒါလည်းဒီကျွန်တော်တို့ကမ္ဘာပေါ်မှာဘယ်သူမှပထမဦးဆုံးအဲ့ social media line ပေါ်မှာမလုပ်ပြနိုင်သေးတဲ့အရာကိုကျွန်တော်ကပထမဦးဆုံးစံချိန်ချိုးပြီးတော့လုပ်ပြတာအကြောင်းဒါဘယ်သူမှမလုပ်ပြနိုင်တဲ့အရာအိတ်ပြကျွန်တော်အိတ်ပျော်ပြလိုက်တာပေါ့အကြောင်းဒီပထမဦးဆုံးကျွန်တော်စံချိန်ချိုးပြီးလုပ်ပြနိုင်တဲ့အတွက်ကျွန်တော်ချစ်တဲ့ပရိသတ်လည်းအားပေးကြပါဦးလို့အပေးကြပါဦးလို့အဲ့ဒါကျွန်တော်တောင်းဆိုပါရစေပေါ့နော်ဟုတ်ကဲ့ပါစိတ်မဆိုးကြပါနဲ့เนาะကျွန်တော်တို့အခုကနည်းနည်းလေချောင်းနာနေလို့ပေါ့နော်ခြံလေးနှစ်ရက်သွားမိတာလေချောင်းနာသွားတာတချင်းဆိုလို့မရလို့ကျွန်တော်တို့တင်စရာမရှိလို့ပေါ့နော်ကျွန်တော်မတင်နဲ့ကျွန်တော်တို့အဲဒီ Facebook တို့ဒီ TikTok တို့ကျွန်တော်ကအကြာကြီးမတင်တော့ view မရှိလို့ပေါ့နော်ကျွန်တော်တို့ပေါက်ကရလေးနည်းနည်းလုပ်ခွင့်ပြုပါလို့ကျွန်တော်တို့ချစ်ပြကြပါဦး ဒီလိုပါ ကျေးဇူးပါရေရောက်ရတယ်